မင်္ဂလာပါအမရေမင်္ဂလာပါညီမရေဟုတ်ကဲ့ဒီကနေ့ပြုလုပ်မဲ့ top show နဲ့ဆွေးနွေးမဲ့အကြောင်းအရာကိုအမကပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါ plastic အန္တရာယ်ဆိုင်ရာအသိပညာပေး top show ဖြစ်ပါတယ်ဆွေးနွေးမဲ့အကြောင်းအရာကတော့ plastic အသုံးအဆောင်များဤဘေးအန္တရာယ်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ plastic ကျွတ်အိတ်တွင်ပန်ရှိသည့်ခဲဓာတ်အစိတ်ဓာတ်စိုက်စာနှင့်စတိုင်ရင်ဓာတ်များသည်ဓာတုပစ္စည်းများနှင့်စိုးစိမ်းများဖြစ်ပြီးအပူဓာတ်နှင့်ဖြစ်စေစီပါသောအစားအသောက်များနှင့်ဖြစ်စေထိတွေ့မိပါကယင်းဓာတုပစ္စည်းများကအစားအသောက်များတဲ့ကိုဓာတ်ပြုတ်ပျော်ဝင်သွားကလူကိုများစွာအန္တရာယ်ဖြစ်စေနိုင်ပါတယ်ရှင်ထိုနည်းသို့ကလေးနို့ဘူးပြုလုပ်သည့် PVC ပလတ်စတစ်နှင့်ပလတ်စတစ်ရေပိုက်များတွင်မိုနိုမာခေါ်အလွန်အစိတ်ပြင်းသည့်ဓာတ်မျိုးပါဝင်နေပါရရှင်ဒါကြောင့်ကင်ဆာရောဂါဖြစ်စေသည့်ပရစတိတ်ပစ္စည်းများကိုကျန်းမာရေးတတိအသည့်ဖြင့်ရှောင်ရှားသင့်ပါရရှင်ဒါအပြင်မလမင်ဖိုင်ဘာပစ္စည်းများကလည်းအပူနှင့်ထိတွေ့ပါကဓာတ်ပြုတ်၍ကြောက်ကပ်ပျက်စီးခြင်းနှင့်ကင်ဆာရောဂါများကိုဖြစ်ပွားစေတတ်ပါရရှင်ဒါကြောင့်ဖန်ထဲကျွေးထဲများဖြင့်ပြုတ်လောက်ထားသောပစ္စည်းများကိုသာသုံးသင့်ပါရရှင်ကလေးနို့ဘူးကိုလည်းဖန်ထဲနှင့်ပြုတ်လောက်ထားသည့်ပစ္စည်းသုံးခြင်းကကလေးကိုပရစတိတ်ထဲမှာပါဝင်သောဓာတုပစ္စည်းတွေမနှောက်ယှက်အောင်ကာကွယ်ပေးရရောက်ပါတယ်ရှင်ဟုတ်ကဲ့ပါအမအနေနဲ့ဆက်လက်ဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါဩစတြေးလျတူတေတီများဤလေ့လာမှုမှတ်တမ်းများအရာပလတ်စတစ်မှာတားလက်ခေါ်ဓာတုပစ္စည်းတစ်မျိုးကိုမကြာခဏဆိုသလိုတွေ့ရလေးရှိပြီးတော့ယင်းဓာတုပစ္စည်းကပလတ်စတစ်ကိုကြည်လင်စေရန်ပျော့ပြောင်းစေရန်တရှိခံစေရန်ပြုလုပ်ထားကြောင်းထိုဓာတုပစ္စည်းအုပ်စုကိုအစားထုတ်ပိုးမှုများဆေးဝါးထက်ပစ္စည်းများခလေးကစားစရာများနဲ့ဆေးဖက်ဆိုင်ရာကိရိယာများမှာအသုံးပြုမှုပိုများကြောင်းထိုတားလေးဓာတုပစ္စည်းများနဲ့ထိတွေ့သူများမှာအမျိုးအစားနဲ့စီးဆိုယောဂနှလုံးသွေးကြောဆိုင်ရာယောဂနဲ့သွေးတိုးယောဂများဖြစ်နိုင်ကြောင်းတုတေတီများကလေ့လာတွေ့ရှိခဲ့ရပါတယ်အထူးသဖြင့်အမျိုးသမီးမျိုးပွားခြင်းတတေတီချင်းကိုအနောက်ဆက်ပေးနိုင်သည့် EDC ဓာတုပစ္စည်းများဟာပလတ်စတစ်ဘူးခွဲ့ပင်ပါဝင်မှုများကြောင့်ဂျာမနီတုတေတီများကဆိုပါတယ်ပလတ်စတစ်ပစ္စည်းထဲမှာပါရှိတဲ့ဓာတုပစ္စည်း24,520 ခန့်နဲ့ DEXF တက်ပေါင်းကလူခန္ဓာကိုယ်အတွင်းရှိဟော်မုန်းကိုကစင့်ကလျာဖြစ်စေနိုင်သည့်အကျိုးဆက်အဖြစ်ခန္ဓာကိုယ်ဆဲများဖွံ့ဖြိုးမှုမမှန်မကန်ဖြစ်သွားကဆဲပျက်စီးခြင်းနဲ့၎င်းရဲ့နောက်ဆက်တွဲဆိုးကျိုးအဖြစ်ကင်ဆာဖြစ်နိုင်ကြောင်းတုတေတီများကတတိပေးထားပါတယ်ဒါကြောင့်မွေးဖွားလာတော့ကလေးမှာအင်္ဂါမဆုံးခြင်းနှလုံးရောဂါအစာအင်နာခြင်းများဖြစ်ပွားနိုင်ပါတယ်အဆို့သူများကသွားတိုက်တံကိုမိုက်ခရိုဝေ့မိဖိုမှာအပူပေးပိုးတက်လေးရှိကြပါတယ်ထိုနည်းကလွင်စွာမာယွန်းနေပါတယ်သွားတက်တံများကိုပလတ်စတစ်ဆီလီကွန်နိုင်လွန်ပစ္စည်းများဖြင့်ပြုလုပ်ထားကြပြီးတော့၎င်းတို့ကိုမိဖိုမှာအပူငွေ့ပေးလိုက်ရာဘီဖနော်လာ ABPA ခေါ်ဓာတုပစ္စည်းတစ်မျိုးထွက်ရှိလာပါတယ်အကောင်းဆုံးနည်းမှာသွားတိုက်တံတစ်ဆောင်ကိုအများဆုံး3လထက်ပို၍မတုံးပဲအတစ်လဲလဲပါမိမိကိုပိုင်တိတန့်သွားတိုက်တံ3ပါဖြစ်နိုင်ရင်သွားတိုက်တံမတုံးမီရေခတ်နွေးနွေးဆက်ပြတို့ဖြစ်စိန်၍တန့်စင်စေးကြောပြီးမှ3ပါလို့ဆွေးနွေးလိုက်ရပါတယ်ရှင်